အမျိုး20ကျော်တယ်ခင်ဗျအဲ့ဒါအဓိကတော့ညီမအစားအစာတွေစနွေးမဟုတ်ပဲဟိုရက်မကြံပြီးရောဆိုပြီးတော့လေအတုံးကြီးကြီးလေးလှုပ်လိုက်တာပေါ့နော်အတက်နိုင်ဆုံးတော့အများဆုံးတော့လှုပ်ပေးတာပေါ့စိတ်ကြီးကြီးနဲ့စောက်ပြီးတဲ့အတွက်လည်းကျေးဇူးတင်တယ်ဟဲ့အဲ့ဒါလေးစားကောင်းတယ်ဒီဒါထိုင်းမှာဆိုရင်အဲ့လူတွေတားစားကြတော်တော်များများတော့မစားဘူးတဲ့လူတွေစားဝိုင်းအရန်ကောင်းတာပဲထင်တာတဲ့တောင်ပိုပြီးစားကောင်းတယ်ပေါ့နော်အဲ့လိုပြောရတဲ့ခါကျတော့ကိုကပီတိဖြစ်တာပေါ့ကျွန်တော်ကိုယ်တိုင်လုံးမကုတ်တာဘွက်ကုတ်တာဘယ်လိုခေါ်လဲဒီ ready made ကြတော့ तू ကအသားနဲ့အစီနဲ့ရောကြိတ်ပြီးတော့နှက်ထားတာဆိုတော့လေกินလိုက်တဲ့ခါကျရင် तू အဲ့အစီလေးတွေပျော်ပြီးတော့ခုတ်သားကတိတိလေးပဲကြံတော့သူဒီတိုင်းအတုံးကြီးကြီးလှုပ်ရင်တော့ထိုးရတာကြတော့ပိုးမြန်တယ်လေ तू ကဒီလိုအတုံးသေးလေးတွေပြန်တုံးလိုက်တဲ့ခါကျတော့အရသာလည်းဝင်တာမြန်တယ်ဟိုกินရတာလည်းမြန်တယ်ပေါ့နော်အစီကနဲတယ်ဆိုတော့ဒီအသားမှာကတ်နေတဲ့အစီပဲရှိတယ်ပြုတ်တာတော့တိတ်မကြပါဘူး10မိနစ်15မိနစ်လောက်ဆိုရင်ရတယ်နည်းနည်းမနူးတနူးလေးပေါ့ကိုလေးလိုကောင်းတော့ပြန်กินတဲ့အခါလဲနည်းနည်းအကျက်မြန်အောင်လို့ပေါ့သုံးသက်သားဆုံးလဲဒီလိုနည်းနည်းဘယ်လိုခေါ်မလဲအသားထူတဲ့ဟာပေါ့ပါတဲ့ဟာဆိုတော့မသုံးအဲ့နေ့မရောင်းရရင်ပဲဒီမသုံးလို့အသားများတဲ့ဟာပေါ့ကုတ်သားသုံးသက်သားဈေးကြီးတဲ့ခါကျတော့တခါကျရင်ကိုကလီးတဲ့နည်းနည်းထူသွားလို့ရှိရင်ထားလိုက်ပါဒီနေ့တရက်တော့အဲ့လိုမျိုးလေးကြိုက်ဆိုတော့ကျွန်တော်ဒီသုံးသက်သားကိုမဆလာလေးနဲ့ပြန်နှက်တာပေါ့ဒါဒီလိုအတုံးနေဆိုရင်ဆက်မလီတော့ဆိုတာနည်းနည်းဆက်လီလိုက်ရင်ပါသွားမှာချိုးကြတော့ရွေးကြတာပေါ့နော်အဲရွေးနိုင်တဲ့လူကတော့ရရတာပေါ့ကိုကတော့ဒီတိုင်းပဲပုံမှန်ဒီတိုင်းလေးပဲထည့်ထားလိုက်တာပဲဖွင့်လာဆိုရင်အခုကျွန်တော်10နှစ်ထဲရောက်ပြီမှာကျွန်တော်ဒီအထူးသဖြင့်တော့ဒီ YouTube ဝါနေပေါ့နော် YouTube ဝါနေကျွန်တော်ဒီရိုးရအကင်ကိုလစ်လာအဲ့ပုံစံတိုင်းမဟုတ်တော့မှသူနဲ့စင်လူရိုးမလေးပေါ့ဟိုအစီဘူးဆိုရင်ကျွန်တော်တို့ခုနအစီဘူးဆိုရင်ဒါလေးတွေအကုန်ဖယ်ပလိုက်တာအဲ့ဒါလေးတွေဖယ်မှမဖယ်နှံ့တယ်စက်သားနဲ့ပတ်သက်တာစက်စတေးရမယ်စက်အစီဘူးရမယ်တောင်မှန်စက်တောင်မှန်ရမယ်စက်အမြင့်ရမယ်နောက်တော့စက်အရေကုန်ရတယ်စက်ကူရတယ်ဘောနော်ကျက်နဲ့ပတ်သက်တာအဲ့ဒါလေးတွေရတယ်ဟိုအသေးတို့ဘာတို့ကတစ်ခါလေးရတယ်ပုံမှန်တော့မရှိဘူးပစ္စည်းကုန်တာကတော့တောက်ကြစနေတို့ဘာလို့ဆိုတော့ကုန်တယ်ဟုတ်တယ်ဝက်သားအစားများတယ်ဝက်သားမစားတဲ့လူမှဒီကြက်သားတို့ဘာလို့စားတာပေါ့နော်အမဲသားတော့ဟုတ်တာပေါ့မုတ်ခွက်သားတုံးတယ်သူကကျူမာရတာပေါ့ဟိုကိုနည်းနည်းလေးယူတယ်ဆိုမဲ့လည်းသူ့ကိုကျူမာတာကျွန်တော်အဲ့သားလေးရအောင်လုပ်ပေးပါကိုကလည်းပြောရတယ်ဒီသားရမှကျွန်တော်တို့ကလုပ်လို့ရမှာအတွက်ဒီသားကိုတော့အဓိကထားခြံထားခိုင်းတာပေါ့သူတို့ကလည်းဖယ်ထားပေးပါတယ်ဒါကကျွန်တော်တို့ QC ပါတယ်ဘယ်လိုခေါ်မလဲစနွေးမုတ်ရယ်အဲ့တော့ပဲငပြကြီးအနောက်ရယ်အဲ့တော့မြို့တီအပွားမုတ်ပေါ့နော်အပွားမုတ်ရယ်စက်သားမုတ်ပါတယ်စားပါတယ်အဲ့လိုမျိုးဟိုလိုအယောင်တင်မုတ်တော့မတုံးကျွန်တော်ကဟိုအရင်တည်းကနည်းနည်းလေးပဲအယောင်လောက်ပဲထည့်ထားတာစီကိုပြောင်းအောင်လို့ဆိုပြီးတော့စီမပါဘူးဒီကဒါကိုတိုင်းဖော်ဆက်ထားတာပေါ့နော်ကိုပြောမှဆိုကိုမြန်မာအစားအစာပုံစံမျိုးပဲအဲ့လိုဒီမြင်အဲ့ QC လောက်ပဲပါတယ်အရသာတစ်ခါလေးချိန်ပြီးသားပေါ့နော်သူကပေါ့လည်းမပေါ့ငံလည်းမငံတစုံပဲသူများတဲ့ဟာလောက်ပဲနည်းနည်းဟိုထည့်ရမှာပေါ့ဒါလေးဆိုရင်မဆလာဟုတ်လားပေါ့ကလားလေးမဆလာပေါ့အများကြိုက်အမဲသားရဒါပဲအဲ့နှစ်ခုပဲကျန်တာတွေကတော့ထည့်ကြမလို့လေမဆလာအုပ်လို့အရသာမကောင်းဘူးအဲ့ဒါဝကုတ်တာကျွန်တော်တော့ကြောက်ခတ်မှန်းကြီးနေကျွန်တော်ပဲဘယ်ငပြရဲ့အနောက်ခယူစီဒါအုံနုထဲမှာသူကနည်းနည်းစိတ်လေးဖြစ်ဒါပေမဲ့ဒီယူရီးယားဝကုတ်သားမှာလည်းအုံနုသုံးနဲ့ယူရီးယားထက်ညက်သုံးနဲ့နိုင်ဝဲလောက်နှက်လိုက်လို့ရှိရင်ရတယ်သူကအမှန်ကဒီအနှစ်တည်းကအရသာပဲဝင်သွားတာပေါ့နော်အဲ့အသားကိုကင်ပြီးထိုးလိုက်အဲ့အနှစ်တည်းအကုန်ကြံခဲ့မှာအဲဆိုကိုလည်းတန့်မှာစားလေသူများလည်းစားတဲ့လူကလည်းတန့်မှာစားခြင်းမဟုတ်တခုပဲကိုကဒီလမ်းပြီးရောင်းရတာတခုလေးပဲနည်းနည်းဟောတာပေါ့နော်အားနဲ့ချက်လေးရဒါပေမဲ့ကိုပစ္စည်းကိုတော့တန့်အောင်လုပ်ရင်တော့လူတိုင်းတော့စားမှာပဲလေဒါဝက်စာတေးနယ်လိုက်မှသူကအယောင်လေးလဲလှဝက်ခောက်လဲဒီတိုင်းပဲဝက်ခောက်ဆိုရင်ကျွန်တော်တို့ဘယ်တော့မှအစိမ်းမကင်ဘူးအဲ့လိုနည်းနည်းလူးအောင်ပြုတ်လိုက်အဲ့ဒါအဓိကတော့ကျွန်တော်တို့ရဲ့မြန်မာအစားအစာတွေစနွေးမုတ်ပဲစနွေးမုတ်အဲ့လိုအများကြီးတော့မထည့်ဘူးနည်းနည်းပေါ့ချူကြတော့လဲစနွေးမုတ်မကြိုက်ကြဘူးဟိုဒါအမဲသားဆိုရင်မဆလာနည်းနဲ့ကြတော့မှုရွာတာငကိုတွေကသုံးတက်တာအစီပါတယ်လေစီတားထက်လိုက်ရกินတဲ့အခါမှာလည်းမကောင်းသိတယ်မလားစားတဲ့လူတွေလည်းမกินတဲ့အခါကျရင်စီတားကြပြီးထက်တော့ဒီကောင်းသားနဲ့ဒီနေရွက်နဲ့မရှိတဲ့ဟာပေါ့မရှိတဲ့ဟာဆိုရင်တော့အဲကောင်းသားတွေပဲထိုးလိုက်အဲ့လိုဥရဲ့ဟိုစားအသေးရဲ့ဥမကြီးရဲ့အဲစားဥဂျိုရဲ့ပေါ့နော်ဥမကြီးရဲ့ဥဂျိုရဲ့အသေးရဲ့ကြောက်ကက်ရဲ့တည့်ရွက်ဒါပဲဟိုစားမပါဘူးအဆုတ်မပါဘူးအားကြောင့်ကျွန်တော်ဒီမှာတိတ်မယူဖြစ်ဘူးကျွန်တော်လမ်းမတော်မှာယူဖြစ်တာများတယ်အကင်းမွန်စားတော့လည်းပါမယ်ဒီနေ့ပြင်လေစားတော့ဒီနေ့အဲ့လောက်ပဲခါကျရင်ကိုယ်ပြောလိုက်တယ်ဟိုကိုဝယ်သွားတယ်မလားမကောင်းဆိုရင်ပြောရတယ်အချင်းပတ်စံပြန်အောင်ဆိုရင်လည်းအမ်ပေးတယ်ဒါမို့ပစ္စည်းပြန်ထပ်กินပေးဆိုလည်းกินပေးတယ်ဒါကြတော့ဒီအထဲတွေကဟာရဲနောက်တော့ဒီမှာပါလာတဲ့မင်ဘူးလို့ခေါ်တယ်
ချို့ကြသူတို့ကြတော့ချီလို့ခေါ်တယ်အမှန်ကတော့မင်ဘူးပေါ့အဲ့မင်ဘူးကိုဖယ်ရတယ်ဒီတဲ့ဟာလေးတွေပေါ့နော်ဒီဟာလေးတွေအကုန်ဖယ်ထုတ်ရတာဖယ်ပြီးသားဒီကကြအဒီအိတ်ကြားတဲ့ဟာလေးထုတ်လိုက်တဲ့ခါကျရင်စားတာလည်းအဆင်ပြေတယ်အဲ့ဘိုက်နာတာတို့ဘိုက်အောက်တာတို့မဖြစ်တော့ဘူးဒါဆိုရင်အဲ့လိုလေးဖွေးနေမှာအယောင်ဝါသန်းဖြစ်နေမယူရဲအားဆိုမလက်တော့ဘူးမနေ့ကပစ္စည်းများတာဟုတ်ညီမဒါဥစားလေးကောက်ညင်းကိုပေါင်းပြီးတော့အမေအဲ့ဒါလေးစားကောင်းတယ်ဒီဒါထိုင်းမှာဆိုရင်အဲ့လိုတွေတအားစားကြတယ်ရမ်းစားကောင်းတယ်ဟိုကောက်ညင်းကြိုက်ရင်ပေါ့နော်စားတာဟိုဟောမအီဘူးပေါ့ဒီရဲ့စီးရမယ်ဟာရှိတယ်ရုံးမီတီထိုးရမှာဆိုကျွတ်ဆိုင်ရဲကြိုက်လန်ရဲဒီဟာလေးပတ်ရမယ်အာလူခေါ်ရမယ်ဒါထိုးရုံပဲကျန်တော့အားထိုးရမယ်ဒီကြက်သွန်ပြူနဲ့ထိုးရမယ်ကျွန်တော်ဒီမှာကြမဲအတုံးကြည့်တယ်အမြတော့တားမမြတော့ဘူးပေါ့နော်ကိုဒီမှာစားတဲ့လူလက်တန်နဲ့ကိုလည်းဆော့ဆော့စီးစီးကုန်တယ်ရက်မကြံတော့ဘူးပေါ့နော်ဒီပစ္စည်းကရက်ကြံသွားလို့ရှိရင်မကောင်းတော့ဘူးလေအခါကျတော့ကိုရက်မကြံပြီးရောဆိုပြီးတော့လေအတုံးကြီးကြီးလေးလှုပ်လိုက်တာပေါ့နော်ဟွာဒါကြတော့အရသာချစ်ချူလေးအခုအမဲသားဆိုတော့ရမ်းရမ်းပေါင်းအဲ့လိုပဲအမဲသားလည်းမဆလာအုပ်တယ်လေဆိုတော့ဒီမှာအမြဲလာပြီးတော့အားပေးနေကြဒီဂျင်ဆော့တဲ့ညီမတယောက်ဆိုအဲ့လိုပဲအမဲသားနေတိုင်းအားပေးတရက်မပြတ်ဘူးအစီကျွန်တော်နှက်တဲ့ထဲမှာလည်းအစီကတိတ်ပါလေးမရှိဘူးလေနည်းနည်းပဲပေါ့နော်ဒီဟိုกินတဲ့အခါမကက်ရုံလောက်လေးပဲအဲ့ဒီအတွက်ပဲလှုပ်ထားတယ်စီတိတ်3ပြစ်ဘူးညလုံးနဲ့ဝင်မလွယ်ဘူးလားဟုတ်အမျိုး20ကျော်တယ်ခင်ဗျ30နီးနီးပဲဈေးနှုန်းကတုံးတသားဝက်ကုတ်သားအဲ့လိုအသားတွေက1500စားတယ်ပင်လယ်သား2500စားတယ်ကနန်းတကောင်2500တုံဆိုင်တွေကနဲ့1000အကောင်1000ပဲဝက်ကြောင်းတော့2000ဟိုဘက်အနီကြောင်းကအတီးရွက်က300ကနေစားတယ်ရုံးလိတီအသားတုက300အာလူရဲ့အနစ်100ရဲ့ကြက်သွန်ပြူရဲ့1000ဟိုငရုတ်သီးလေးတွေက900အရွက်တွေကြတော့ဟိုအရွက်တွေကြတော့900များများလေးတင်စေချင်တာပေါ့နော်အမျိုးမြည်များများလေးကိုလည်းတတ်နိုင်သလောက်တော့တင်လာတာပဲဟိုဒီထက်မကထပ်တင်ဖို့တော့အစီအစဉ်ရှိတယ်ဆိုင်ကတော့ဖွင့်ဖို့တော့စိတ်ကူးရှိပါတယ်လောလောဆယ်တော့ဖွင့်လို့ရလောက်တဲ့အခြေအနေမရှိသေးဘူးလေဘယ်လိုခေါ်မလဲစူးစမ်းနေတော့ပေါ့အတတ်နိုင်ဆုံးတော့အမြန်ဆုံးတော့လုပ်ပေးတာပေါ့ဟိုတအားကြီးလဲမြန်ပေးလို့လည်းမရဘူးဆိုတာအကင်ဆိုတာမျိုးကမကြက်လို့ရှိရင်စားလို့အဆင်မပြေဘူးလေဟိုဒါမဲ့သူတို့အဲ့လိုစိတ်ရှိရှိနဲ့စောက်ပြီးတဲ့အတွက်လည်းကျေးဇူးတင်တယ်တော်တော်များများတော့မစားဘူးတဲ့လူတွေစားဝိုင်းအရန်ကောင်းတာပဲထင်တာတဲ့တောင်ပိုပြီးစားကောင်းတယ်ပေါ့နော်အဲ့လိုပြောရတဲ့ခါကျတော့ကိုကပီတိဖြစ်တာပေါ့ထွက်တာဒီကျွန်းတော်လန်းညောင်တုံးလန်းနဲ့ချမ်းသာလန်းကြားပေါ့ဒီတိုမတ်တူရှင်းတာမှထွက်တယ်ခါကျရင်လည်းကျွန်တော်နားတာများတယ်